တရားမင်းဒီစကလုံးကိုကြားလိုက်တာနဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့စိတ်ထဲမှာတင်ကြံကာလကိုပြင်းမြင်မိကြမှာပါတင်ကြံမင်းနတ်တုတနေ30ခုမင်းရဲ့အကြီးအကဲစသဖြင့်အမျိုးမျိုးတင်စားခေါ်ဝေါ်ကြပါတယ်ဒါပေမဲ့တရားမင်းဆိုတာတနာကြီးပုံပြင်တတ်ပဲလားသူဘယ်ကစဖြစ်လာတယ်လဲဘာကြောင့်နတ်ပြည်မှာဘယင်ဖြစ်နေရတယ်လဲပြီးတော့ဗုဒ္ဓဘာသာမှာသူကဘလောက်ထိအရေးပါတဲ့ပုဂ္ဂိုလ်လဲဆိုတာကိုလူတိုင်းမသိကြပါဘူးဒီနေ့ဗီဒီယိုမှာတော့တာမန်ရွာသားတစ်ယောက်ဘဝကနေကုသိုလ်ကောင်းမှုတွေကြောင့်တာဝရင်သားနတ်ပြည်ကိုအစိုးရတဲ့တရားမင်းဖြစ်လာဖို့သူ့ရဲ့ထူးခြားဆန်းပြတဲ့ဘဝဆက်ကြောင်းနဲ့မြမယဉ်ကျေးမှုတွေကတရားမင်းအကြောင်းကိုစုံစုံလင်လင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရားမင်းရဲ့မူလဘဝကမာဂလို့ခေါ်တဲ့လူငယ်တစ်ယောက်ပါမကရအတိုင်းမဆလရွာကပုံနာတူပေါ့သူကတိတ်ထူကြတယ်ကိုအိမ်ကိုခြံစည်းရိုးထဲမှာတင်နေတတ်တူမဟုတ်ဘူးရွာထဲမှာအများနာနေတဲ့နေရာတွေကိုလိုက်ရှင်းလင်းတယ်တန့်ရှင်းရေးလုပ်တယ်သူလှုပ်ထားတဲ့နေရာမှာလူတွေပျော်ပျော်ရွှင်ရွှင်နားနေကြတာကိုကြည့်ပြီးပီတိဖြစ်တတ်တူပေါ့တယောက်အားနဲ့မပြေအများနဲ့လွတ်မယ်ဆိုပြီးသူ့တငယ်ချင်း32ယောက်နဲ့စူပေါင်းလိုက်တယ်သူတို့အဖွဲဟာလမ်းစုံလမ်းကွာတွေကိုရှင်းလင်းတယ်ဈေးတွေစောက်တယ်ရေကန်တွေတူးတယ်တရောင်းတွေခင်းကြတယ်အတူတူပြောရရင်ဒီဘက်ခေ NGO အဖွဲ့တွေပရိဟိတအဖွဲ့တွေလို့ပေါ့ဗျာဒါပေမဲ့အခက်ခဲကရှီစမြဲပါပဲသူတို့ရွာကရွာသူကြီးဟာအကျင့်ပြတ်သူတူဖြစ်တယ်ရွာသားတွေကမာဂရုရဲ့ကောင်းမှုကြောင့်စီလုံးလာတော့ရွာသူကြီးကအမှုအခင်းတွေကနေလက်စားလို့မရတော့ဘူးဒါနဲ့ဘယင်ကြီးစီမှာမာဂရုအဖွဲ့ကတပုံထိုးဖို့လူစုနေပါတယ်ဆိုပြီးဂုံချောစကားတွားလျှောက်ပါလေတော့ဘယင်ကြီးကလည်းမစုံစမ်းပဲမာဂရုအဖွဲ့ကိုဖမ်းပြီးစင်နဲ့နင်းတက်ခိုင်းပါတော့လေအဲ့ဒီအချိန်မှာမာဂလူလင်းကကြောက်လန့်တကြားမဖြစ်ပဲသစ္စာဆူတယ်ငါတို့ဟာဘသူ့ကိုမှရန်မပြူဘူးကောင်းမှုပဲပြုကြတယ်ဒီစကားမှန်ရင်စင်ကြီးငါတို့နာမကတ်ပါစေနဲ့ဆိုပြီးမေတ္တာပို့တယ်အံ့ဩစရာကောင်းတာကအရက်မူးနေတဲ့စင်ကြီးဟာသူတို့နားရောက်တော့တုံလှုပ်ပြီးထွက်ပြေးသွားတယ်ဘီရင်ကြီးကဒီအဖြစ်ကိုတိသွားတော့မှအမှန်တရားပေါ်လာပြီးမာဂတို့ကိုပြန်ချီးမြှောက်လိုက်ပါတယ်မာဂလူလင်ဟာနက်ဘီရောက်ဖို့အတွက်အဓိကကျတဲ့အကျင့်9ပါးကိုတသက်လုံးကျင့်သုံးခဲ့ပါတယ်ဒါကိုမှတ်သားထားကြနော်အမြင်မိဘကိုလှုပ်ကြွေးခြင်း2လူကြီးသူမကိုယိုသေးခြင်း3အပြောအဆိုတိမ်မွေခြင်း4ကုန်းတိုက်စကားမပြောခြင်း5နှမျောတွန့်တိုမှုမရှိဘဲလူဒန်းခြင်း6အမှန်အတိုင်းပြောဆိုခြင်း9စိတ်မဆိုးခြင်းဒီကုသူတွေကြောင့်တေလွန်တဲ့အခါတာမန်ရောသားမာဂလူလင်းဟာတကူးကြီးလာတဲ့တရားမင်းဖြစ်လာပြီးသူ့တငယ်ချင်း32ယောက်ကလည်းနတ်မင်းကြီးတွေဖြစ်လာကြတာပါပဲသူတို့ရောက်သွားတဲ့နတ်ပြည်ကတော့ဒါဝရင်တာပါအတိဘေကတော့3ချိတ်3ရုပ်တို့နေရတဲ့မာဂနဲ့သူ့တငယ်ချင်း32ယောက်ကိုရည်ရွယ်တာပေါ့မြင်းမို့တောင်းထိပ်မှာရှိပြီးယူဇနာ1000ကျဲဝန်းပါတယ်အလဲမှာဝေစင်တာပြတ်တ်ဖျားရှင်ရဲ့စံတော်ကိန်းဝရာစူလာမဏိစေဒီနဲ့ကဘာမှာအမွေးဆုံးဆိုတဲ့ပင်လေကတိပင်တွေရှိပါတယ်တရားမင်းမှာမိဖုရားကြီး၄ပါးရှိပါလေသူဓမ္မသူစီတာသူနန္ဒာနဲ့သူဇာတို့ပါရှေ့3ယောက်ကတော့လူဘဝတုန်းကဇေယျဆောက်ဥယျင်ဆိုင်ရေကန်တူကုတုန်ဒီပါဝင်ခဲ့လို့နတ်ပြည်မှာချက်ချင်းနေရကြတာပါဒါပေမဲ့သူဇာဆိုတဲ့မိဖုရားကတော့စိတ်ဝင်စားဖို့အကောင်းဆုံးပါပဲလူဘဝတုန်းကမာဂရဲ့ဇနီးဖြစ်ပေမဲ့အလှအပပဲမှတ်ပြီးကုသူမလုပ်ခဲ့လို့တေတော့ဗျိုင်းမသွားဖြစ်ရှာတယ်တရားမင်းကသူ့ဇနီးအောင်ဗျိုင်းမလေးကိုတနာလို့လူပြီးဆင်းပြီးတီလာဆောင်ခိုင်းမှနောက်ဘဝမှာအိုးထိန်တဲ့သမီးအဲ့လီကမှတဆင့်အတူရနတ်ဘီရင်ရဲ့သမီးတော်ဖြစ်လာတယ်အတူရမင်းသမီးချစ်လာတဲ့အခါမှာဖာခင်ကဖူးစာရှင်ရွေးပွဲလုပ်ပေးတယ်တရားမင်းကအတူရအဖိုးကြီးအသွင်ဖန်ဆင်းပြီးသွားတဲ့အခါမှာတော့ရှေးရည်စကြောင့်သူ့စာကတရားမင်းကိုပဲရွေးချယ်လိုက်ပါတော့တယ်အဲ့ဒီတော့မှတရားမင်းကသူ့မိဖုရားကောင်းကြီးဖြစ်နတ်တီကိုခေါ်ဆောင်သွားတာဖြစ်ပါတယ်romance ဇလန်ကဘူးလိုပါပဲနော်တရားမင်းရဲ့အမတ်သားတွေကတော့ဦးခေါင်း33လုံးရှိတယ်အေရာဝင်းစင်ရန်သူတွေကိုနှိမ့်နိုင်တဲ့ဝရဇိန်လက်နက်နဲ့အထူးခြားဆုံးကတော့ပန်တုကံပလာမြတ်အကြောက်ဖျားကြီးပါပဲ
ဒီကြောက်ဖြာကြီးကပုံမှန်ဆိုအေးမြနေပေမဲ့တကြားမင်းထတန်းကုန်ကနေတာသူများနေရလူချင်တာမျိုးဆိုရင်ပူလာရတယ်အထူးသဖြင့်တော့လူပီမှာသူတော်ကောင်းတွေဒုက္ခရောက်နေရင်ဒီကြောက်ဖြာကြီးကမာကြောပြီးပူနွေးလာပါတဲ့ ဒါကြောင့်ပဲမြမဇက်သပင်တွေမှာတကြားမြင်းစင်ကဲမရမယ်ဆိုတဲ့စကားဖြစ်လာတာပါသူဝနတာမဇက်တော်တို့ဂောသခတထေဇက်တော်တို့မှာသူတော်ကောင်းတွေကိုကေတင်ဖို့တကြားမြင်းကိုယ်တိုင်စင်တက်ခဲ့ရပါတယ် အရေးကြီးဆုံးအချက်ကတော့တကြားမင်းဟာတောတာပံအရိယာပုဂ္ဂိုလ်ဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုတိကပညတ်တုတရားတော်မီးမြန်းလျှောက်ထားရင်းနဲ့တရားသူရခဲ့သူပါဒါကြောင့်သူဟာဗုဒ္ဓသာသနာတော်ကိုအစဉ်အမြဲစောင့်ရှောက်နေသူလည်းဖြစ်ပါတယ် ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်ကတော့တကြားမင်းဟာတကြားမင်းပါပဲနှစ်စစ်ကူးချိန်မှာတကြားမင်းလူပြီးဆင်းလာပြီးကောင်းမှုလုပ်သူကိုရွှေပေလွာမှာမှတ်တယ်မကောင်းမှုလုပ်သူကိုခွေးတရီပေလွာမှာမှတ်တယ်လို့ငယ်ငယ်ကတည်းကကြားဘူးကြမှာပါ တကယ်တော့ဒါဟာရှေးလူကြီးသူမတွေကနှစ်စဉ်မှကုသိုလ်ကောင်းမှုတွေပိုလောက်ကြအောင်ပရိယိုင်နဲ့ဆုံးမခဲ့တာပါနှစ်စဉ်ထွက်တဲ့တကြံစာဆိုလာကလည်းတကြားမင်းရဲ့အဆောင်အယောင်တွေကိုကြည့်ပြီးတိုင်းပြည်ရဲ့ယာဒီဥဒုနဲ့ကံကြမ္မာကိုခံမှန်းကြတဲ့မြမရိုးရသတိတစ်ခုဖြစ်ပါတယ် စာရှုသူမိတ်ဆွေများခင်ဗျာတီဂျာမင်းဆိုတာတကိုးအရာကြီးမားသူဖြစ်ပေမဲ့ဒီနေရာကိုရဖို့အတွေ့လူဘဝတွင်ကမာကအဖြစ်နဲ့အများအကျိုးကိုကူကျိုးမဖတ်ဖေးထမ်းဆောင်ခဲ့ရတယ်ဆိုတာကိုတော့မမိစေချင်ပါဘူး ကျွန်တော်တို့လည်းမိဘလှုပ်ကြွေတာအမှန်တရားမျက်နှိုးတာစိတ်ကောင်းထားတာတွေကိုလိုက်နာကျင့်သုံးမယ်ဆိုရင်ကိုရောက်လျာဘွားမှာထွန်းပေါက်အောင်မြင်နိုင်မှာအသေးကြပါပဲဒီဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုရင် like နဲ့ share လုပ်ပေးကြပါဦးနောက်ထပ်လည်းစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမို့ subscribe လုပ်ထားဖို့မမေ့နဲ့နော်အားလုံးပဲကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေ